ရောက်ပြည်စုံလုပ်ခဲ့အဲ့ဒီအကြောင်းတရားရဲ့ပါရမီအကြောင်းတရားရဲ့ပြည်စုံခြင်းကြီးဟူသောအကြောင်းကြောင့်ဘုရားဖြစ်တဲ့ဘဝမှာနောက်တဲ့လည်းပဲဒါဘဝဖြစ်เสียမရှိတော့ဘူးအန္တိမဘဝနောက်ဆုံးဘဝဆိုတော့ဖြစ်စည်းခဲ့တဲ့ပါရမီတွေကအကုန်လုံးအလူရဲ့အကျိုးပေးကြတယ်လို့မျိုးပေါ့ဗာလေးမှလူလေးသေးမရှိအောင်မြတ်စွာဘုရားကဖြစ်ခြင်းခဲ့တဲ့ပါရမီတရားတွေကဖန်တီးကြတယ်ဝိုင်းဝန်းပြီးတော့အကျိုးပေးကြတယ်ဒါကြောင့်မြတ်စွာဘုရားမှာဘာလိုးနေတယ်ဆိုတာမရှိဟုတ်လားရုပ်ရည်အဖြစ်လည်းပဲအတင့်တယ်ဆုံး